သမင်းချမ်းစားတာဖစီချိုနဲ့အဝလုံးချင်းကိုဥတာပေးနိုင်သလားသမင်းချမ်းကသမင်းပူပူထက်ပိုချမ်းမာစေရသိပါသလားခမည်းသမင်းချမ်းတွေကိုအလကားဆိုပြီးနှုတ်ပြနေတော့လားဒါမှမဟုတ်အစိတ်ဖြစ်မှာကြောက်နေသလားတကယ်တော့ရေခဲတလာထဲမှာ12နာရီကျော်ထည့်ထားတဲ့သမင်းချမ်းဟာစီချိုသမားတွေနဲ့ဝိချချင်းသူတွေအတွက်စစ်တခွက်ဖြစ်သွားနိုင်ပါတယ်ဘာလို့လဲဆိုတော့ဒီဗီဒီယိုမှာအဖြေရှာကြည့်ပါresistance dash ခဏရှိတော့ကစီတက်သမင်းကိုချက်ပြီးချင်းရကစ်သားထဲမှာ40 degree centigrade ဝန်းကျင်နဲ့အေးခန့်လိုက်တဲ့အခါသမင်းတဲကကစီတက်တွေဟာ resistance dash အဖြစ်ပြောင်းလဲသွားပါတယ်။ဒါဟာတာမန်ကစီတက်တွေလိုခန္ဓာကိုယ်ထဲမှာတခြားတဲ့အဖြစ်ချက်ချင်းမပြောင်းလဲပဲဥမာကြီးအထိရောက်သွားတဲ့အံ့ဩစရာဖြစ်စဉ်တစ်ခုပါ။သမင်းချမ်းရဲ့အမခန်ကောင်းကျိုး၅ချက်1စီချိုထင်းပေးခြင်း resistance dash ဟာသွေးရင်းတကြားတက်ကိုရုတ်တရက်မတက်စေတဲ့အတွက်စီချိုသမားတွေအတွက်အထူးသင့်နေရပါတယ်။နှစ်ဝိကျစေခြင်းသမင်းချမ်းရဲ့ကယ်လိုရီပါဝင်မှုဟာသမင်းပူပူထက်50%လောက်အထိလျှော့နေသွားပါတယ်။တောင်းဥမာကြီးကျမကြီးဦးလန်းချောင်းတွေကကောင်းတဲ့ဘက်တီးရီးယားပရိုဘိုတိတစ်အတွက်အကောင်းဆုံးအစာဖြစ်လို့ဥမာကြီးကန်စားဖို့ကာကွယ်ပေးပါတယ်။ play ဖိုက်ပြည့်လွယ်ခြင်းအစာချစ်စနစ်ကိုနှိကွေးစေလို့ဘိုက်ခဏခဏမစားတော့ပါဘူး။ငါအင်ဆူလင်တုံ့ပြန်မှုကောင်းခြင်းကိုခန္ဓာကအင်ဆူလင်ကိုပို့ပြီးထိရောက်စွာအသုံးချနိုင်စေပါတယ်။ဒါကြောင့်စီရိုသမားရဲ့အတွက်ပိုကောင်းပါတယ်။သတိထားရင်အချက်များဒါပေမဲ့ဒီအချက်ကိုတော့သတိထားပါ။ကောင်းကျိုးရှိသလောက်သတိထားရမှာကတော့ bacillus cereus လို့ခေါ်တဲ့ဘက်တီးရီးယားပါ။ထမင်းကိုအပြင်မှာအကြာကြီးဒီအတိုင်းထားမိဒီဘိုးတွေပွားပြီးအစာအစိမ့်တင်နိုင်ပါတယ်။ဒါကြောင့်ချက်ပြီးနာနဲ့2နာရီအတွင်းရေခဲတရာတွေကိုတခြားဖုံးအုပ်ပြီးထဲထားဖို့လိုပါတယ်။ဘယ်လိုစားမလဲ။စရင်တကြစားသုံးနည်းရေခဲတရာတွေကထုတ်ပြီးရင်ကျန်းရိပ်စားလို့ရပါတယ်။နှွေးလိုက်ပေမဲ့ resistance dash တွေကကျင့်မသွားပါဘူး။ဒါပေမဲ့တစ်ခါနှွေးပြီးရင်ထပ်ပြီးသိမ်းတာမျိုးမလုပ်ပါနဲ့။အသီးရက်တွေနဲ့တွဲဖက်စားပြီးရင်အမြင်တက်ပါရလို့ပို့ပြီးကျန်းမာရေးနဲ့ညီညွတ်ပါတယ်။မင်းရောသမင်းချမ်းကိုကြိုက်လားသမင်းချမ်းဟာအငြင်းကြီးမဟုတ်ပဲတင့်ကျမ်းမာရေးအတွက်လက်နက်ကောင်တစ်ခုပါခမရောသမင်းချမ်းကိုပြန်ကြော်စားရတာကြိုက်လားကွန်မန့်မှာကြပြခဲ့ဦးနော်ဒီဘူးသူရလေးကိုစီယိုရှိရဲ့တငယ်ချင်းတွေနဲ့ဝိချာနေတဲ့တငယ်ချင်းတွေစီ share ပေးလိုက်ပါဦးကျမရဲ့ဘူးသူကတွေအတွက် follow လုပ်ထားဖို့မမေ့နဲ့အောင်နော်